everyone, welcome to my YouTube channel. My name is Catherine, and today we're gonna learn about synonym and antonym, which is really great for our English spoken language. Learning outcomes အနေနဲ့ဒီနေ့ synonym နဲ့ antonym ဆိုတဲ့စကားလုံးလေးလုံးကိုလေ့လာခြင်းအပြင်ပါရမလဲဆိုရင်စကားလုံးတစ်လုံးချင်းစီကဒီ synonym ဆိုတဲ့အဓိပ္ပာယ်တူတဲ့စကားလုံးတွေရှိတယ်။ဒါမဲ့လည်းစာလုံးပေါင်းမတူဘူးအတန်ထွက်မတူဘူး။နောက်တစ်ခုက antonym ကကျတော့ဆန့်ကျင်ဘက်စကားလုံးတွေလို့ခေါ်တယ်။အဲ့ဒီနှလုံးကိုတေချာနားလည်ခြင်းအပြင် vocabulary တွေကိုလေ့လာတဲ့အချိန်မှာပို့ပြီးတော့လွယ်ကူတဲ့အတွက်ကြောင့်မလို့ synonym နဲ့ antonym ကိုစပြီးလေ့လာကြရအောင်။ Synonym. It's a word having the same or nearly the same meaning as another word. For example, happy, joyful, and elated are all synonyms. အဓိပ္ပာယ်က synonym ဆိုတာအဓိပ္ပာယ်တူညီတယ်။ဒါပေမဲ့လည်းစကားလုံးမတူဘူး။အတန်ထွက်မတူဘူး။ဆိုတဲ့စကားလုံးတွေကို synonym လို့ခေါ်တယ်။ဥပမာအနေနဲ့ဆိုရင် happy, joyful, elated သုံးခုလုံးကပျော်ရွှင်သောဆိုတဲ့အဓိပ္ပာယ်ရပါတယ်။နည်းနည်းလေးပဲကွဲတာ but meaning is happy ဆိုတဲ့အဓိပ္ပာယ်နဲ့အကောင်လုံးအတူတူလေးဖြစ်တယ်။အဲ့ဒါတွေကို synonym လို့ခေါ်တယ်။ Antonym. There are two words with opposite meanings. For example, cold and hot are antonym. Antonym ကကျတော့ဆန့်ကျင်ဘက်စကားလုံးတွေကိုခေါ်တယ်။ဥပမာအနေနဲ့ဆိုရင် cold and hot ပူတာနဲ့အေးတာကဆန့်ကျင်ဘက်စကားလုံးတွေဖြစ်ကြတယ်။အဲ့ဒါကို antonym လို့ခေါ်တယ်။ Verb and words. Using the food-word relationship as an example, check out the different relation between words. Predator and hunter are synonym. Predator mean the same as hunter. Predator, prey. Predator to prey is antonym. Predator eats prey and therefore opposite. Predator က morsel, hunter ကလည်း morsel. ဆိုတော့အဲ့ဒီစကားလုံးနှလုံးက synonym မြန်မာလိုဆိုရင်ကျောင်းသူတန်ကွဲအကျောင်းသူတန်ကွဲဆိုတဲ့အနေနဲ့သုံးလို့ရှိတယ်ဒီ synonym တွေကိုလေ့လာခြင်းအပြင်ကိုယ့်ရဲ့ vocabulary တွေကိုတစ်လုံးတည်းကိုပဲထပ်ခါ repeating မလုပ်နေပဲစကားလုံးအသစ်တွေကိုအဓိပ္ပာယ်တူတဲ့စကားလုံးနောက်တစ်လုံးကိုအစားထိုးပြီးတော့သုံးလာနိုင်မှာဖြစ်တယ်။အဲ့ဒီလိုသုံးခြင်းအပြင်ကိုယ့်ရဲ့ English level ကလည်းတိတိကျကျတိုးလာနိုင်မှာဖြစ်တယ်။ဒါကြောင့်မလို့ synonym တွေကိုလေ့လာခြင်းအပြင် vocabulary တွေကိုလည်းပို့ပြီးတော့တိုးလာနိုင်စေတယ်။ပို့ပြီးတော့မမိလွယ်ဒီတစ်လုံးမှတ်လိုက်ခြင်းအပြင်သူ့ရဲ့ synonym တွေကဘာလဲဆိုတာကိုကလေ့လာနိုင်တယ်။ Predator နဲ့ prey ကကျတော့ prey ကကျတော့သားကောင် Predator ကမုတ်ဆိုးဆိုတော့သူတို့နှစ်ခုကဆန့်ကျင်ဘက်စကားလုံးတွေဖြစ်ကြတယ်။ဒါကွက်မှာဆိုရင် example exercise အနေနဲ့သုံးလို့ရတယ်။ဒီမှာ there's two tables synonym size and antonym size. Synonym size there's three words happy, funny and brave. Below the happy there's a joyful and hilarious and bold and the rest are antonym. Antonym are careful, strict and good. ဆိုတော့အဲ့ဒီကျန်တဲ့ဇယားကွက်တွေမှာအောက်မှာပေးထားတဲ့ vocabulary တွေထဲကအဓိပ္ပာယ်တူတယ်ဆိုတဲ့စကားလုံးတွေကို synonym ဘက်မှာထည့်ပေးပြီးတော့ဆန့်ကျင်ဘက်စကားလုံးလို့ထင်တဲ့စကားလုံးတွေကို antonym ဘက်မှာထည့်ပေးရမှာဖြစ်တယ်ဆိုတော့ if you have any ideas about the answers please comment on my YouTube video. For the summary part, if you study synonym and antonym for more, it will be better for you, not only for your fluency, but as well as for your academic part in your exam
This is really important, especially when you take an English test, just like IELTS exam or TOEIC or Duolingo or else CRF, some sort of exam. It's really important you be better, really hardworking on synonym and antonym. It's perfect for you, and the tests are going to be easy for you because the vocabulary is really important. It's going to show up which level are you. So specifically, you need to really hardworking on this. Synonym and antonym ကကိုယ့်ရဲ့အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာအရင်အရင်ကြီးတယ်။ဘာလို့လဲဆိုတော့ဒီစကားလုံးတစ်လုံးကိုမှတ်ဖို့ဆိုတာစကားလုံးဝေါ်ဟာရတွေကိုတခြားဘာသာရပ်တွေနဲ့ခိုင်ပြီးကြက်နေလို့နေုံနဲ့နေရအောင်။ကိုကသုံးနဲ့သုံးကြည့်ရမယ်။ဆိုတော့အဲ့ဒီနှလုံးအဲ့ဒီ synonym နဲ့ antonym ကိုတွဲပြီးတော့လေ့လာရမယ်။ synonym ဆိုရင်အဓိပ္ပာယ်တူတယ်ဒါပေမဲ့လည်း different words မတူတဲ့စကားလုံးတွေရှိတယ်။ and antonym ဆိုရင် sentiment စကားလုံးတော့အဲ့ဒီနှစ်ခုကိုကိုကတွဲပြီးမှတ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ vocabulary လေ့လာတဲ့ journey မှာဆို it's really easy piece for you ဒါကြောင့်မလို့တို့နှလုံးကိုတွဲပြီးမှတ်တာကကိုယ့်အတွက်အရင်အကျိုးရှိတယ်အဓိကအဖြစ်ဒီအင်္ဂလိပ်စာ test တွေဖြေနေဆိုပိုပြီးသိတာတယ်အင်္ဂလိပ်စာ level test မှာဆို IELTS exam လို့ Duolingo လို့ CRF တို့ TOEIC တို့ TOEFL လို့အဲ့ဒီဖြေနေဆိုကိုယ့်ရဲ့ vocabulary တွေက just a normal common vocabulary ဆိုရင် English level နဲ့နေတော့မယ်အမှတ်လည်းနည်းတော့မှာဖြစ်တယ်အခါကျလို့ရှိရင်ကိုလိုချင်တဲ့အမှတ်ကိုမရနိုင်ဘူးဆိုတဲ့အခြေအနေတွေရောက်သွားနိုင်တယ်ဒါကြောင့်မလို့ synonym နဲ့ antonym ကိုကတည်တည်ချာချာလေ့လာနိုင်ကောင်းပါတယ် vocabulary တွေကိုဒီတိုင်းရှောက်ပြီးတော့တွေးပြီးတော့မှတ်မဲ့အစား synonym လေးတွေနဲ့တွဲပြီးမှတ်လိုက်တာပို့ပြီးတော့ကိုယ့်အတွက်အကျိုးရှိပါတယ်English learning journey ကောင်းအသုံးချမယ်လို့ပြောနေပါတယ်ပြီးတော့ရှင်းပြောသွားတဲ့အတိုင်း synonym နဲ့ antonym ကိုတည်တည်ချာချာလေးလေ့လာတော့ကြည့်လိုက်ကြည့်တကယ်ကိုယ့်အတွက်အရင်အကျိုးရှိတယ်မဟုတ်လို့ရှိရင် vocabulary တွေကိုတွားပြီးတော့ dictionary လိုက်ချက်မိရမယ်ဆိုရင်အချိန်လိုက်ကုန်တယ်ပြီးလို့ရှိရင်မိမှာလူအောင်တော့ကတော်ရုံမမိနိုင်ဘယ်တော့ပဲမှတ်နိုင်နေဖြစ်စေမိမှာဒါကြောင့်မလို့ဒီ synonym နဲ့ antonym ကိုတွဲရလေတွဲပြီးတော့သုံးပါမယ်ဆိုရင်စကားလုံးတွေသုံးတဲ့အခါကျလို့ရှိရင် repeat after ဖြစ်တော့စာရေးတဲ့နေရာမှာလည်းဒီအပေါ်စာကြောင်းမှာဒီစကားလုံးသုံးလိုက်ဆိုနောက်တစ်ကြောင်းမှာအဲ့ဒီအဓိပ္ပာယ်နဲ့ပဲနောက်တစ်စကားလုံးနောက်တစ်လုံးသုံးနိုင်တယ်အမှတ်တွေလည်းစောင်းပွဲမှာဆိုလည်းအမှတ်များမယ်ကိုယ့်ရဲ့ English level လည်းပြီးတူတာတူတက်လာမယ်ကိုယ့်ရဲ့ fluency လည်းပို့ပြီးတော့ကောင်းလာမယ်ဒါကြောင့်မလို့And this is my very first time that I've been posted on my YouTube channel, just like this video with my own voice. And I'm really nervous on this, and I'm not very confident that the audience will like it or not. Also, thank you for watching, and thanks for your time, very valuable time to watch my just a little tiny video. For all, if you like more video, please subscribe my YouTube channel and like and comment in this video. Thank you everyone. See you on next time.